ပိရမစ်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကတိစောက်ထားတာပါကြောက်တုံးတုံးစီကယနေ့ခေတ်ကားတစ်စီးရဲ့အလေးချိန်လောက်ကိုရှိပါတယ်အဲ့ဒါကြောင့်ပဲပိရမစ်တွေကိုလူသားရဲ့စောက်တာမဖြစ်နိုင်ပဲဂျိုသားရဲ့စောက်တာလို့ပြောတဲ့အထိပါပဲဒါပေမဲ့လည်းအမှန်တရားအဲ့ထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဗျတော်တော်များများထင်ကြတာပိရမစ်တွေကိုရုပ်ရှင်တွေထဲရလို့ကျုံနေနဲ့တိစောက်ခဲ့တာတကယ်တော့အဲ့ဒါအမှားကြီးဗျလူအများထင်တယ်လို့ပိရမစ်တွေကိုကျုံနေနဲ့တိစောက်ခဲ့တာမဟုတ်ပါဘူးကျွမ်းကျင်လို့သားအစိုးဖွဲ့နဲ့တိစောက်ခဲ့တာပါ1988ခုနှစ်လောက်ကရှင်အောင်သုတေသနပညာရှင်တွေဟာအလုပ်သမားတွေနေခဲ့ရလို့ယူဆရတဲ့ရောင်တူးဖော်တွေ့ရှိခဲ့ပါတယ်ကျုံနေလို့ဆက်ဆံခဲ့တာမျိုးမဟုတ်ပဲထိုက်တဲ့ဖိုးခါကိုပေးတယ်အစားအစာပြေးဝအောင်ကျွေးတယ်တချို့ဆိုပိရမစ်အနားမှာပဲဂုံပြူးမြုံနယ်ထားပါတယ်ကျုံနေဆိုရင်ဒီလောက်ထိအခွင့်အရေးရပါမလားအခုအရေးအကြီးဆုံးမေးခွန်းဖြစ်တဲ့ဒီလိုအလေးချိန်ကြီးတဲ့ကြောက်တုံးတွေကိုခင်မီစက်ကရိယာတွေမရှိဘဲနဲ့ဘယ်လိုရွှေ့ရတာလဲအင်ဂျင်မရှိဘေးမရှိစက်မရှိဘဲနဲ့ဘယ်လိုရွှေ့ခဲ့တာလဲအဖြေတစ်ခုကတော့ Wooden Slab အောက်ခံတသားပြားလို့ပြောမလားရှောစီးလို့ရတဲ့ဟာမျိုးပေါ့အောက်ခံတသားပြားပေါ်တင်းဆွဲမယ်ဆိုတာတော့ဟုတ်ပါပြီဟိုဒီလောက်အလေးချိန်ရှိတဲ့ကြောက်တုံးတွေကိုတဲပြင်ပေါ်မှာဆွဲမယ်ဆိုရင်နေဝင်တဲ့ပြဿနာတော့ရှိနိုင်ပါသေးတယ်အီဂျစ်တွေကဒီပြဿနာကိုတဲကိုရေဆိုစေးပြီးတော့ဖြေရှင်းခဲ့တယ်တဲကိုရေဆိုစေးလိုက်ခြင်းဖြင့်ပုတ်တိုင်းမှုကိုလည်းရှော့ချပေးတယ်တဲတဲကိုမြုပ်သွားတာကိုလည်းလျှော့သွားစေအဲ့တော့ကြောက်တုံးရွေးရတာပိုးပြီးတော့လွယ်သွားပါတယ်ကြောက်တုံးတွေတော့ရောက်ပြီဒါဆိုဒီကြောက်တုံးတွေကိုအမြင့်ကြီးအထိဘယ်လိုတင်ခဲ့တာလဲလူအများထင်တယ်လို့ရှော့ဆောက်အကြီးတစ်ခုတည်းမဟုတ်ပါဘူးစောင့်နေတဲ့ပိရမစ်အဆင့်လိုက်ရှော့ဆောက်အမျိုးမျိုးအသုံးပြုခဲ့ရပါတယ်အစာပိုင်းမှာဓာတ်ရိုက်ရှော့ဆောက်နောက်ပိုင်းမှာကျတော့ဆေးဆက်ရှော့ဆောက်အချို့ theory အရဆိုရင်ပိရမစ်ရဲ့အတွင်းပိုင်းမှာတော့ရှော့ဆောက်တွေပါနိုင်တယ်လို့ပြောပါတယ်သူတို့ကကဘာမြေဆွဲရကိုမဆန့်ကျင်ပဲအဲ့ဒီကဘာမြေဆွဲရနဲ့အတူတူအလုပ်လုပ်ခဲ့တာပါတန်မရှိဘူးလျှက်စစ်မရှိဘူးခင်မီပစ္စည်းစက်ကိရိယာတွေမရှိဘူးဒါပေမဲ့ကော်ပါချီစဲစောက်လို့ပဲပြောမလားကြောက်ခေါ်တဲ့နေရာမှာတုံးတဲ့ဟာပြင်ဒိုးရိုက်ကြောက်တွေရှိမယ်တတအလီပါတွေတော့ရှိပါတယ်အရေးကြီးတာကိရိယာမဟုတ်ဘဲနဲ့နီးစနစ်ပါနီးလမ်းမှန်တစ်ခုကိုထောင်ချီချိန်ထက်လုံနိုင်မဖြစ်နိုင်တာမရှိပါဘူးသူတို့ကအဲ့ဒါကိုတက်တည်ပြခဲ့တာပါအန်ဟောစရာအကောင်းဆုံးကပိရမစ်တွေဟာမြောက်ဘက်အရွယ်စူးစူးနဲ့မီလီမီတာလောက်ပဲဟာပါတယ်ယနေ့ခေတ်ကိုလေဆာမရှိ GPS မရှိပဲနေအလင်းကျဲတန်း geometry နဲ့စံတတ်မှုတွေကိုအချိန်ကြာပြုလုပ်ခဲ့ကြတာစိတ်ရှည်မှုနဲ့ဉာဏ်ပါလူသားတွေစောက်တာမဖြစ်နိုင်ပါဘူးလို့ပြောနေရတယ်ဟာလေရှေ့ခေတ်လူသားတွေကိုအထင်သေးခဲ့ကြလို့ပါပိရမစ်တွေဟာဂျိုသားတွေရဲ့အထောက်အထားမဟုတ်ပဲလူသားတွေရဲ့အင်အားအထောက်အထားပါ